အလေးချင်းကောင်းတွေကိုဆက်လုပ်ဖို့ဘာလို့ဒီလိုခန့်နေရတာလဲလို့တွေးဖို့ကြလားအားလုံးပဲမင်္ဂလာပါဒီနေ့တော့ James Clear ရဲ့ကဘာကျော်စာအုပ်ဖြစ်တဲ့ Atomic Habits ထဲကအကြောင်းအရာတွေကိုပြောပြသွားမှာပါဒီစာအုပ်ကတေးသေးလေးလို့ထင်ရတဲ့ပြောင်းလဲမှုတွေကနေဘဝကိုဘယ်လောက်အထိပြောင်းလဲပေးနိုင်လဲဆိုတာကိုရှင်းပြထားတာပါဆိုတော့တင်းငယ်တဲ့ခြေလမ်းတွေကနေကြီးမားတဲ့အောင်မြင်မှုတွေစီဘယ်လိုရောက်သွားနိုင်တယ်လဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ကဲဒီကနန်းကိုတစ်ချက်ကြည့်လိုက်ရအောင်39.8တော်များတဲ့ကနန်းတော့ဒါကဘာကိုပြောတာလဲဆိုတော့တစ်နှစ်ပလုံးနေ့တိုင်း100%လေးပဲဟုတ်ပါတယ်100%လေးပဲပိုကောင်းအောင်လုပ်သွားတဲ့အခါရလာနိုင်တဲ့ရလဒ်ပါအစပိုင်းမှာတော့ဒါကဘာမှမဟုတ်တယ်လို့ထင်ရနိုင်နေမယ်တစ်နှစ်ပြည့်သွားတဲ့အခါမှာတော့အရင်ကချက်အဆက်40နီးပါးပိုကောင်းတဲ့လူတရားဖြစ်နေနိုင်ပါတယ်ဒီပုံကိုကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်ရမှာပါနေ့တိုင်း1%ပိုကောင်းလာနဲ့1%ပိုဆိုးသွားတာကြာကကွာခြားချက်ကတကယ်ကိုအကြီးကြီးပဲနေ့စဉ်100%တိုးတက်မှုကကိုယ့်ကိုအမြင့်ကြီးစီကိုတွန်းတင်ပေးနိုင်တယ်လို့နေ့စဉ်100%ဆုပ်ယုပ်မှုကလည်းကိုယ့်ကို3ရက်အနာနီးပါးကြီးပြန်ဆွဲချသွားနိုင်ပါတယ်စာအုပ်ထဲကဥပမာပေးထားတာအရန်ကောင်းတယ်လေရင်သစင်းလို့ပေါ့လမ်းကြောင်းကို3ဒီဂရီလေးပဲပြောင်းလိုက်တာကခရီးအဆုံးမှာလုံးဝမတူညီတဲ့နေရာတစ်ခုကိုရောက်သွားစေနိုင်ပါတယ်ဒါပေမဲ့အောင်လို့ပြီးတဲ့အတိုင်းပဲပြဿနာတစ်ခုတော့ရှိတာပေါ့အစပိုင်းမှာတိုးတက်မှုကအရန်နီးတော့ချစ်ချင်းရလက်မမြင်ရတဲ့အခါစိတ်တက်ကြဖို့ကအရန်လွယ်ပါတယ် James Clear ကဒါကိုမျော်လင့်ချက်မဲ့ချင်းချွင်ဝိုင်း a valley of disappointment လို့ခေါ်ပါတယ်တကယ်တော့ဒီအဆင့်ဟာလူအများစုလက်လျော့သွားတဲ့နေရာပါပဲဒီတော့ဒီစာအုပ်ကပေးတဲ့အဓိက idea တစ်ခုကဘာလဲဆိုတော့ဘန်းတိုင်မျိုးခဏမေးလိုက်ပြီးစနစ်တွေကိုအာရုံစိုက်ပါတဲ့ဟုတ်ပါပြီဒါကကျွန်တော်တို့ကြားဘူးနားဝရှိနေတာနေနဲ့နည်းနည်းတော့စန့်ကျင်ပဲဖြစ်နေနိုင်ပါတယ်ကဲရှင်းရပြောရရင်ဘန်းတိုင်ဆိုတာကကိုလိုချင်တဲ့ရက်လက်ပေါ့စနစ်ဆိုတာကတော့အဲ့ဒီရက်လက်ကိုရောက်ဖို့ပို့ဆောင်ပေးတဲ့လုပ်ငန်းစဉ်မှာဥပမာလေးတစ်ခုစဉ်းစားကြည့်အောင်ဘတ်စကတ်ဘောနည်းပြတစ်ယောက်ကချန်ပီယံဆုရောက်ဖို့ဆိုတဲ့ပန်းတိုင်ကိုမေးထားပြီးသူ့အသင်းရဲ့နေ့စဉ်လေ့ကျင့်မှုစနစ်ကိုပဲအာရုံစိုက်မယ်ဆိုရင်တောင်ရလက်ကောင်းတဲ့များသူ့လိုလိုထွက်ပေါ်လာမှာပါဒီစကားကတကယ်ကိုမထားစရာကောင်းတဲ့စကားတစ်ခွန်းမှာရီမန်းချက်ကြီးတာတစ်ခုတည်းနဲ့မလုံလောက်ဘူးပေါ့တကယ်တူးတက်မှုအစစ်အမှန်ကကိုယ့်ကိုရှစ်ဆက်ဖို့တွန်းအားပေးနေတဲ့ခိုင်မာတဲ့နေ့စဉ်စနစ်တွေကနေလာတာပါအခုပြောမယ့်အကြောင်းအရာကပြောင်းလဲမှုရဲ့အနက်ရှိုင်းဆုံးအစစ်မှဒါကရလက်ကိုအာယုံစိုက်တာထဲကိုယ့်ရဲ့ကိုတွန်းလက္ခဏာ identity ကိုအာယုံစိုက်တာမှာဥပမာစောက်တယောက်ရေးဖို့စ조사တာဆိုတာနဲ့ပုံမှန်စာရေးတဲ့စာရေးဆရာတယောက်ဖြစ်လာဖို့ကြားကခြားနာချက်လို့ပေါ့ဒုတိယတစ်ခုကအများကြီးပို့အစွမ်းချက်ပါတယ်ကိုလှုပ်လိုက်တဲ့အသေးအဖွဲကိစ္စလေးတိုင်းဟာကိုဖြစ်ချင်တဲ့လူအမျိုးအစားအတွက်ပေးလိုက်တဲ့မဲတမဲပါပဲစာရေးသူရဲ့ပေါင်ရာကျော်ကျသွားတဲ့တငယ်ချင်းတယောက်ရဲ့ဥပမာလေးရှိတယ်သူကကိုအမြဲမေးတယ်တဲ့ကျမ်းမာတဲ့လူတယောက်ဆိုရင်အခုဘာလုပ်မလဲတဲ့အဲ့ဒီရိုးရှင်းတဲ့မိခွန်းလေးကသူ့ရဲ့နေ့စဉ်ဆုံးဖြတ်ချက်အားလုံးကိုလမ်းညွှန်ပေးခဲ့တာပါကဲအခုလက်တွေ့ကြတဲ့အပိုင်းကိုတွက်လိုက်ကြအောင်အလေးကျင့်တွေကိုဘယ်လိုတိစောက်မလဲမကောင်းတဲ့ကျင့်တွေကိုဘယ်လိုဖျောက်ဖျက်မလဲစာအုပ်ထဲမှာရိုးရှင်းတဲ့နေရာမှာအလေးချက်ကိုဖော်ပြထားတာပါအလေးကျင့်တိုင်းမှာလေးအဆင့်လေးအဆင့်ရှိတယ်နိုးဆော်ချက်တောင်းတမှုတုံးပြတ်မှုပြီးတော့ဆုလကိုဖုံကိုပဲစဉ်းစားကြည့်လိုက်လေဖုံးဝတုံလာတာကနိုးဆော်ချက် Q ဘယ်သူ message ပို့လဲသိချင်တာကတောင်းတမှု craving ဖုံးကိုကောက်ကိုက်လိုက်တာကတုံးပြတ်မှု response သိချင်စိတ်ပြေသွားတာကတော့ဆုလ reward ပဲပေါ့ဒီ slide ကတော့အားလုံးအတွက်လမ်းညွှန်စာအုပ်လိုပါပဲအပြုမှုပြောင်းလဲခြင်းအတွက်ချစ်ပေါ့အကျင့်ကောင်းတစ်ခုအတွက်ဆိုရင်ထင်ရှားမြင်သာအောင်လုပ်ဆွဲဆောင်မှုရှိအောင်လုပ်လွယ်ကူအောင်လုပ်ပြီးတော့ကျင့်တဲ့ထွေဖြစ်အောင်လုပ်ပါအကျင့်ဆိုအတွက်ဆိုရင်တော့ဒါရဲ့ပြောင်းပြအတိုင်းလုပ်လိုက်ရုံပါပဲကဲပထမဆုံးနေရာမှာနှစ်ခုကိုလက်တွေ့ဥပမာတချို့နဲ့အသေးစိတ်လေ့လာကြည့်လိုက်ရအောင် habit stacking အလေးအကျင့်ထပ်ဆင့်ခြင်းပေါ့ဒါကအလေးအကျင့်အသစ်တစ်ခုကိုထင်ရှားမြင်သာအောင်လုပ်ဖို့အကောင်းဆုံးနည်းလမ်းလေးတွေကတစ်ခုပါဘာလို့လဲဆိုတော့ကိုလုံးနေကြအလေးအကျင့်တစ်ခုပေါ်မှာအသစ်တစ်ခုကိုထပ်ဆင့်လိုက်တာဖြစ်လို့ပါပဲသူ့ရဲ့ပုံသေးနည်းကရိုးရှင်းပါတယ်လက်ရှိအလေးအကျင့်ပြီးရင်အလေးအကျင့်အသစ်ကိုလုပ်မယ်ဥပမာမနက်ခင်း coffee for ပြီးတိုင်းတမိနစ်တရားထိုင်မယ်နေတိုင်းလုပ်နေကြအရာတစ်ခုနဲ့ချိန်လိုက်တော့အလေးအကျင့်အသစ်ကိုမေ့ပြီးဖို့အများကြီးပိုခက်သွားတာပေါ့အလေးကျင့်တွေကိုပိုပြီးဆွဲဆောင်မှုရှိအောင်လုပ်ဖို့ temptation bundling ဆိုတဲ့နည်းလမ်းကိုစမ်းကြည့်လို့ရပါတယ်စာအုပ်ထဲကဥပမာကိုတော့တကယ်သဘောကျတယ်အင်ဂျင်နီယာကျောင်းသားတယောက်ကသူ့ရဲ့လေ့ကျင့်ခန်းဆက်ပြီးကို Netflix နဲ့ချိတ်လိုက်တယ်သူသတ်မှတ်အချိန်နဲ့နေနေမှာ TV ဆက်ကြည့်လို့ရမယ်အရန်မိုက်တာပဲသူ lock သိမ်းတဲ့အကျင့်ကိုလုတ်ချင်တဲ့အကျင့်နဲ့ပေါင်းဆက်လိုက်တာပါ
โอเคနောက်ဆုံးနေရာမှာနှစ်ခုကိုဆက်ကြည့်ကြမယ်ဒါတွေကတော့အတားအဆီးတွေကိုရှော့ချပြီးချက်ချင်းကျေနပ်မှုရရှိဖို့အဓိကထားပါတယ် 2 မိနစ်စီမြင့်ဒါကအချိန်ဆွဲတဲ့အချင်းကိုချိုးဖျက်ဖို့အင်မတန်အစွမ်းထက်တဲ့နီလာမှာဘာလို့လဲဆိုတော့အထူးကရည်ရွယ်ချက်ကအလေးချင်းတစ်ခုကိုစတင်ဖို့မယုံနိုင်လောက်အောင်လွယ်ကူသွားအောင်လုပ်လိုက်လို့ပါပဲ ဟုတ်ပါတယ်ရည်မှန်းချက်ကနမနဲ့ပဲလို့ထုံမဟုတ်ပါဘူးအဓိကကစတင်ခြင်းဆိုတဲ့အမှုပညာကိုကျွမ်းကျင်ဖို့ပါမာရသွန်ပြေးခြင်းနဲ့ဆိုရင်တော့အပြည့်ပြည့်နဲ့စီးတဲ့အလေးချင်းလေးကနေစလိုက်ပါစတင်တက်သွားပြီဆိုတာနဲ့ကျန်တာတွေကသူ့အလိုလိုလိုက်လာပါလိမ့်မယ် ချက်ချင်းရရဲ့ကျေနပ်မှုကအလေးချင်းတစ်ခုကိုဆက်လုပ်ဖို့တော့ချက်ပဲစတော့ပွဲစားတစ်ယောက်ကဖုံးတစ်ခါခေါ်ပြီးတိုင်းစက်ကူညစ်တစ်ခုကိုဘူးအလွတ်တလုံးတဲကိုရွှေ့တယ်ဒီလိုမြင်ထားတဲ့အမှန်သားကသူ့ကိုချက်ချင်းပြီးမြောက်အောင်မြင်တယ်လို့ခံစားရစေတယ်ပြီးတော့ဆောင်းဘုတ်ကိုလည်းတတိယတင်ပါတယ်တန်ကြိုးကိုမဖြတ်တော့ပါနဲ့တဲ့ ကဲအခုကျွန်တော်တို့ရဲ့ရှင်းလင်းတင်ဆက်မှုရဲ့အထူးအကျတဲ့အဓိခေါ်စီကိုရလာပါပြီဒါကအလေးအကျင့်တွေကိုတိုးတောင်လို့ယုံတာမကအဲ့ဒါတွေကိုတုံးပြီးကိုယ့်အတွက်ပဲရှိတဲ့ထူးခြားတဲ့အားသာချက်တစ်ခုကိုဘယ်လိုဖန်တီးမလဲဆိုတာပါပဲဒီစကားကအရန်အစွမ်းထက်ပါတယ်တခြားသူတွေလုပ်နေတဲ့ကိစ္စမှာသူတို့ထက်ပိုတော်ဖို့ကြိုးစားနေမယ့်အစားကိုယ့်ရဲ့အရေးချင်းတွေကိုပေါင်းဆက်ပြီးလုံးဝထူးခြားတဲ့အရာတစ်ခုကိုဖန်တီးနိုင်ပါတယ် ဒီဘတ်ကာတွန်းကိုဖန်တီးခဲ့တဲ့ Scott Adams ကပြပြစုံတဲ့ဥပမာပဲသူကတော့ဆုံးပုံဆွဲစရာလည်းမဟုတ်ဘူးအထူးချွင်ဆုံးဟာသားပညာရှင်လည်းမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့သားမန်စင်ပုံဆွဲစွမ်းရည်တာမန်ထက်ပိုကောင်းတဲ့ဟာသားညံ့ပြီးတော့စီးပွားရေးလောကမှာသူရှိခဲ့တဲ့တွေ့ကြုံဒီဆက်ဆက်မှုမရှိတော့ဘူးလို့ထင်ရတဲ့အရေးကြီးတွေကိုပေါင်းဆက်လိုက်တဲ့အခါဘယ်သူမှရှင်ပြိုင်လို့မရတဲ့သူ့အတွက်တည်တတ်နေပဲထူကူကိုဖန်တီးနိုင်ခဲ့တယ် ကဲဒီတင်ဆက်မှုကိုအဆုံးသတ်ရရင်တော့ဒီမေကုံလေးနဲ့အဆုံးသတ်ချင်ပါတယ်ဒီမားတဲ့အပြောင်းလဲတွေကိုချက်ချင်းလုပ်ဖို့မဟုတ်ပါဘူးဒီနေ့ကဆက်ပြီးလှုပ်ဆောင်နိုင်မယ်တယောက်ယောက်ရဲ့ဘဝကိုပြောင်းလဲပြီးနိုင်စွမ်းရှိတဲ့အဲ့ဒီ2မိနစ်စာအလေးအချင်းလေးကဘာဖြစ်နိုင်မလဲ